ချင်းလေးတွေကိုပေါ့နော်ဟိုပြန်ဆိုတဲ့အခါမှာပဲဖြစ်ဖြစ်ဟိုစာရေးဆရာကိုတေးရေးကိုပဲပြောလိုက်ရင်တေးရေးစီမှာပဲအမှုပညာကြီးချီးမြှင့်ပြီးတော့ဝယ်ပြီးတော့ဆိုလိုက်ရင်ပြီးသွားတယ်ဆိုတာမျိုးကတော့ဒါတစ်မျိုးပေါ့နော်ဒီမူရင်းတင်းတဲ့ရှင်လေးကိုတော့နည်းနည်းလေးစားသမှုလေးနဲ့ respect လေးနဲ့ပေါ့နော်ဒီဟာလေးကျမတို့ပြန်ဆိုခြင်းနဲ့ဒီလိုမျိုးလေးရှိတယ်ဆိုအဲ့လိုမျိုးလေးလုပ်ရင်တော့အတိုင်းထက်လုံးပေါ့နော်အရန်ဝမ်းမြောက်ဝမ်းသာစွာနဲ့လက်ခံပါတယ်အမကလေအမေလည်းမပြောတော့လဲမပြောတဲ့အလျောက်ပေါ့လေဟုတ်မမဒီပွဲလေးကိုကဟိုဥအောင်ရှန်ဝိုင်းကစီစဉ်တာပေါ့နော်စီစဉ်တယ်ဆိုတော့ဥအောင်ရှန်ဝိုင်းကပြည့်ရှင်တို့အမေနောက်ဆုံးချိန်ထိပေါ့နော်အမေဒေါက်ခင်ညွန့်နောက်ဆုံးချိန်ထိဦးလေးကအကူအညီတွေပေးခဲ့တယ်ပေါ့နော်ဆုံးကန်ဒီချိန်ထိဦးလေးကဟိုလိုအပ်တာလေးတွေကိုအများအားကူညီပေးတယ်အဲ့အတွက်ကြောင့်မလို့ဦးလေးဒီလိုမျိုးဒီအဖွဲ့လေးရဲ့လှုပ်တဲ့ပွဲလေးမှာပေါ့နော်အပြေကလည်းကိုတက်နိုင်တဲ့ကိုကသချင်းဆိုတတ်တာကိုသချင်းဆိုတတ်တာလေးနဲ့ပြန်ပြီးတော့ဦးလေးကိုပြန်ပြီးတော့အားဖြည့်ပေးတာကူညီပေးတာပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့အတို့ရှေဖို့လည်းမျှော်လင့်တယ်ပေါ့နော်ကိုအမေကလည်းဒီလိုမျိုးနာမကျန်းဖြစ်ပြီးတော့ဆုံးသွားတာဆိုတော့လေအဲ့လိုမျိုးအချိန်ကြာလို့ရှိရင်ဒီလိုမျိုးကူညီတဲ့အဖွဲ့အစည်းရှိတယ်နောက်တဦးချင်းကလည်းကူညီတယ်ဆိုတော့အရန်ဟိုလူနာရှင်နေနဲ့နာမကျန်းဖြစ်တဲ့သူရဲ့အိမ်သားတွေနေနဲ့ပေါ့နော်အရန်အားဖြစ်ရတယ်ဒီမှာလေလူမျိုးလေးတွေကရှိတာအရန်အဆင်ပြေတယ်အရန်အားဖြစ်ပါတယ်ဟုတ်တယ်အေးငွေကြေးကလည်းဒါပေမဲ့ဟိုလုံးဝမလိုအပ်တာကြီးတော့မဟုတ်ဘူးလေနော်ငွေကြေးနဲ့လည်းအဲ့လိုမျိုးနေရတာဆိုတော့လေအဲ့မျိုးဟိုစာလေးတွေထဲမှာလည်းဖတ်ဖူးတယ်လေဟိုတခုခုဆိုလို့ရှိရင်ငါရှိတယ်ဆိုတာမျိုးလေးရလေနော်အရန်အားဖြစ်စေတယ်ပေါ့နော်ဦးလေးတို့ရှိတယ်အဲ့လိုမျိုးကို့အမေဖြစ်ခဲ့တာဆိုတော့လေအရန်အားဖြစ်စေတယ်မကအခုချိန်ထိအမေကိုမမေ့သေးတဲ့အတွက်ကုန်နော်အများကြီးကျေးဇူးတင်တယ်အဲ့လိုမျိုး line လေးတွေပေါ်မှာမဗာလေးတင်ပေါ့နော်အမေသမီးလေးမလို့အားပေးတယ်အမေကိုသတိရတယ်အမေအတန်တွေကိုနောက်တစ်ယောက်မရှိတော့ဘူးလွမ်းနေဆိုတာမျိုးလေးတွေအများတန်းဖတ်ရတယ်ကြားရတယ်ဆိုတော့လေခုတတိမမေ့သေးတာကိုတော့အရန်ကျေးဇူးတင်မိတယ်လမ်းမမှုမပါဘူးဆိုတော့အမေရဲ့အတန်နဲ့ကဥပဒေရှင်တွေကအတန်ကာလာကကွာတာလေကိုကချိုးတယ်အေးတယ်ပါးတယ်အမေကျတော့အတန်ကြီးကအကြီးပဲအဆိုတော်မှန်းသိတာလေသူကမိုက်မပါဘဲနဲ့လေသူကအော်ရင်ရောက်တယ်လေအဲ့လိုမျိုးဆိုတော့ကိုကတော့ကိုဆိုတတ်တယ်လို့လေးပဲပေါ့နော်အမေကလည်းအဲ့လိုမျိုးဟိုသူ့ဟိုမှမဟုတ်ဘူးဘသူဟိုမှအဲ့လိုမျိုးအတူယူပြီးဆိုတာကိုအမေကအားမပေးဘူးကိုစတိုင်လေးနဲ့ပဲကိုဆိုတတ်တယ်လို့လေးပဲပေါ့နော်ကိုကအချိန်တန်လေးရှင်အားပေးမယ်နေရာလေးတစ်ခုရလာလိမ့်မယ်ဆိုပြီးတော့အမြဲတမ်းအမေကပြောပြတယ်ကျမတို့ငယ်ငယ်ကလေးဘဝရွယ်တွေးမိရင်ဖြစ်တရေမြေရောက်လာတဲ့မိခင်ဝဲခေါ်ဝေးအိမ်နာရတာညတာတီတာစမ်းရအေးတယ်အရေးတယူချော့မြူပေးတယ်မိမိတည်တဲ့လူရဲ့နာဝမှာမကြားရစားချက်ကတော့တခါတလေကျတော့လေအမေကိုမမိဘူးလို့အဲ့လိုမျိုးတော့ဒါကတော့အမေဆိုတော့လေမိမာတော့မဟုတ်ဘူးလေနော်အဲ့လိုမျိုးလေးဆိုတော့ဟိုတခါတလေတော့လေအားရော့တာပေါ့နော်အဲ့လိုမျိုးလေးပြောတာဒါပေမဲ့တခါလေးကျတော့လေခင်ညွန့်သမီးဆိုတာဥပဒေရှင်တယောက်တည်းရှိတော့တာလေဥပဒေရှင်မှမလုပ်လို့ရှိရင်အမေရဲ့အမှုပညာလေးတွေကပျောက်ဆက်ပြတ်သွားမယ်ပျောက်ပြတ်သွားမယ်မေ့သွားကြမယ်လေအဲ့လိုမျိုးဆိုတော့ကိုကပြန်ပြီးတော့ဒီလိုမျိုးလေးတွေပြန်ပြီးတော့ model ယူပြီးတော့လုပ်ရတာပေါ့နော်ခံစားချက်ကတော့ဝင်းတာတာပေါ့နော်လောက်ရကျွန်းတတ်တာပေါ့ရှေ့ဆက်ပြီးတော့အလုပ်လေးတွေလုပ်ဖို့လည်းနည်းနည်းအားဖြစ်စေတာပေါ့ဒီချင်းနေပရိသတ်အားပေးသေးပေါ့ညီမလေးပရိသတ်အားပေးသေးအမဟိုဝင်ငွေလေးနဲ့လုံနိုင်နေသေးပေါ့ဟုတ်အဲ့လိုမျိုးလေးဆိုတော့အမကတော့ဟိုဘသူပဲဖြစ်ဖြစ်အမေတချင်းတွေဆိုမယ်ဆိုလို့ရှိရင်ကို့အမေရဲ့အမှုပညာလေးတွေဆက်ပြီးတော့ပရိသတ်တွေနားထဲဟိုရှိနေတယ်ပြန့်လွင့်နေတယ်ဆိုရင်တော့အမကတော့ကျေးဇူးတင်စွာဝမ်းမြောက်ဝမ်းသာစွာနဲ့လက်ခံပါတယ်အတိပေးရမှာဆိုတော့လေမမကအဲ့ဒါမျိုးကြတော့မမတို့ကဟိုစာရေးဆရာနဲ့ပို့ဆိုင်မယ်ပေါ့နော်တချင်းရေးတေးရေးဆရာနဲ့ပို့ဆိုင်မှာပေါ့ဒါပေမဲ့မူရင်းအဆိုတော်ကိုတော့နည်းနည်းအလေးထားတဲ့သူဆိုရင်တော့လာပြီးတော့ပြောတယ်တချို့ကြတော့လေဒီလိုပါပဲဆိုတော့ကိုလည်းဘာမှလည်းအရင်လဲတသနာရှာမနေကျင်တော့ဘူးပေါ့အေးစစ်စစ်ပဲကိုနေကျင်တော့တယ်ဆိုတော့ဒီလိုလေးပဲ
သိခံလိုက်တာပေါ့ခွင့်လွှတ်လိုက်ပါတယ်အဲ့ဒါကတော့လေအမလေစာရေးဆရာတော်၎င်းမူရင်းအဆိုရှင်တော်၎င်းလေဘလို့နီးနေဖြစ်ဖြစ်လေစာရေးဆရာစီမှာကတော့ဒါကတော့သူ့ရဲ့တေးရေးကကိုကညံပူဇော်ကချီးမြှင့်ပြီးတော့ဝယ်ရတာပေါ့နော်မူရင်းအဆိုရှင်ကြတော့လေနည်းနည်းလေးတော့ပြောတင်တယ်လို့တော့ထင်တယ်ဒါပေမဲ့ तू ဒီတချင်းကိုပြန်ဆိုလို့ရှိရင်ဒီမူရင်းရဲ့ဟာကိုနားထောင်ပြီးတော့ तू ဆိုမှာပဲလေတချင်းကြက်မှာပဲလေနော်ဘလို့ကဘလို့လေးဆိုတယ်ဘလို့ကဒါပေမဲ့အဲ့လိုမျိုးလေးစားတော့အဖြစ်ပေါ့တချို့လေးတွေကတော့အဲ့လိုမျိုးလေးတွေစိတ်ဓာတ်ရှိတယ်တချို့ကြတော့လေအဲ့လိုမျိုးစိတ်ဓာတ်တွေကမရှိကြတော့တိတ်နဲသွားတယ်တချင်းလေးတွေကိုပေါ့နော်ဟိုပြန်ဆိုတဲ့အခါမှာပဲဖြစ်ဖြစ်ဟိုစာရေးဆရာကိုတေးရေးကိုပဲပြောလိုက်ရင်တေးရေးစီမှာပဲအမှုပညာကြီးချီးမြှင့်ပြီးတော့ဝယ်ပြီးတော့ဆိုလိုက်ရင်ပြီးသွားတယ်ဆိုတာမျိုးကတော့ဒါတစ်မျိုးပေါ့နော်ဒီမူရင်းတင်းတဲ့ရှင်လေးကိုတော့နည်းနည်းလေးလေးစားသမှုလေးနဲ့ respect လေးနဲ့ပေါ့နော်ဒီဟာလေးကျမတို့ပြန်ဆိုခြင်းနဲ့ဒီလိုမျိုးလေးရှိတယ်ဆိုအဲ့လိုမျိုးလေးလုပ်ရင်တော့အတိုင်းထက်လုံးပေါ့နော်အရန်ဝမ်းမြောက်ဝမ်းသာဆိုတာနဲ့လက်ခံပါတယ်အမကလေဒါပေမဲ့လည်းမပြောတော့လဲမပြောတဲ့အလျောက်ပေါ့လေအမ attention တော့တိတ်မရှာပါဘူးအမေခင်ညွန့်ရဲ့တချင်းလေးတွေကိုအမေရဲ့သမီးဥပ္ပရှင်ကကိုနိုင်တဲ့လောက်လေးပေါ့နော်တပုတ်ချင်းလေးတွေပရိသတ်အားပေးတဲ့တချင်းလေးတွေကိုဆိုချင်တဲ့တချင်းလေးတွေကိုတပုတ်ချင်းလေးတွေဥပ္ပရှင်ရဲ့ YouTube channel လေးမှာအဆင်ပြေတယ်လို့လေးပေါ့နော်တင်ပေးပါမယ်တင်ဖို့လည်းအားလုံးအားပေးမှလည်းဖြစ်တာလေနော်အဲ့ဒါကြောင့်မလို့အမေရဲ့မိမိချစ်ရိတ်ကလေးကိုဆက်ပြီးတော့ချစ်ပေးကြပါအောင်လို့ပဲဒီကနေပြောချင်ပါတယ်ရှင်